Ananda Ngavago Shikova Ipaya Ananda Ngavago Shikobi de now. Digane Pomiro Tondoya Donzen Gogu de Dazamula Zok Choyaninya Tangumyo Dagondai Shima Asani Nya Deyawe now binds a lambo. Now binds a langa Pomiro Genia Tare Dayana Mega Matine Tea and Mipwen Wame Janga Nema Baba Udiname. Pony Father Shashi met her at Name look mother. Janga Nema Bay Mababulo Tere Biobido Hore Pony. Bere Namene Kai on level Pony Hobby Dova. Dimatina Tea and Mipwen Wame Suret Zalandi Pony Nili Nika Zapipa. Ari Zatogo Akusaro Mapshit the King. Joto Dologa Totata Vinu Yasa Paya the King Gurumiaji. That dot Tinsha Shiro Muzin Akarunga. Tadana Roji Majino Lolo. Miasa Paya Shumia Narogu Pumia Rane. Miasa Paya Gurumiaji Itiarogu Naya Rane Ginu the Radayazi Pop Pido Takare Mima Quinto Miana de Sick Whistle a Kuya Machinat Namae Mono Paya Diarogula Nabi Paya Shumia Naroji Ula Pu Bibi Tarana went Tanya Hambuya Zido. Yahambuya Zidone Quint down like Dom Mayaga Sinlava Udo Dom Mianaji la Hey Nala Kamya Miame Kuso Kuyama Kai Tapin Bere Langora Mam Ho Vejo Quimbuari do Quimbu like the thing away yo Thing away Yahamba Yobiando Le Oh, since I like the pony boy, dead pins a young mala. Twitch him, yammy. Twitch him not Tadana Roji, Ning with it, a Johnny Payatan, Ditherin Pogalo. Yes, of Yare, Payadi, or the Tadana Roji, Mapiomo, Uvia Chita, Drichalo. Which him yanole lolo ze kuso kuma. Chitaha twitch him yanola kuso kuma mianaji la. Dilo miana luriha payal teka le sheet, a cooler tele sheet. A cooler tamashi ula vieda. A cooler tesuda tabaro. Joto mamila pune dubaye. Salina Natapuide, Kutati Sudale Tati Sorota Tatrana, Sanigo, Yadua Salina Natapuide, Kutati Manalega, Manalega, Nebido, Tari Mayari, Zagainu, Payabua. I don't know Zagain the Raji Mashi. Zagain the Raji Mashi, they don't. Udati Zagain go a bit of Paya Puyene Chong the Chong Yaudo, Siarojita Ha Turogoni Piomu, Tempiomu Ziago Turomero Sadam Pedan Yazanine, Piomu Bido, Nijanga, Rovari Mayarine Toby Rigasa Yatta go. Nana went Tanya Hambu Bido, Turogon, the Yariunga, Josa Atome, Siarojita Yagua. Shimia, Trio thing will be up here. Since I only Udadi, now got that Mayarine. Masinza Bubia, the video got Sunday and the Tabu, Kuso Kuma here.
ခုဆိုခုမှဆိုတော့သင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးလန့်လာတတ္တိယခကောင်းကောင်းတခါတလေချီပမိုးပေါ်ပရစ်တက်တာတော့ငါထခုံတာဒီလိုနဲ့တရားနာပြိဿရေစနေနာနှစ်ထပ်ပွေခုဆိုခုမှဗျသင်္ကန်းဝတ်ပေးလိုက်သင်္ကန်းဝတ်ပေးလိုက်တော့တရားနာပြိဿရေမိမများကပြန်တော့မယ်ပေါ့သားတွေသမီးတွေနဲ့ဟဲ့ပြန်ရအောင်မင်းတို့အဖေကြီးတို့အဖေသွားပြီးတော့ကြော့ကြဆိုပြီးတော့တရားနာပြိဿကြော့ခိုင်းတော့မရလို့သူကလည်းသွားကြော့ဥဒ္ဒတေအလေဦးစင်းကြီးဖေ။ကျမတို့တပည့်တော်တို့ပြန်တော့မယ်စကားပြောဒီလိုပဲလေးမဖြောက်တတ်ဘူးမင်းတို့မင်းကြီးလက်ထက်ကကြီးမှာပေါ့ဘုန်းကြီးလူတွေတင်တဲ့အပြိုတော်တွေနဲ့ရဘုန်းကြီးလူတွေကဘုန်းကြီးသုံးအပြိုတော်ကထီသုံးနန်းသုံးခမရတို့လို့ဆိုမောင်းတော်ဖျားဘယ်သုံးလိမ့်ထမင်းစားကြစို့ပေါ့ထမင်းစားကန်ဒီဟိုကတော့မဟုတ်ဘူးထီသုံးနန်းသုံးနဲ့မောင်းတော်ဖျားပွဲတော့တဲကြစို့ဘုန်းကြီးလူတွေကဖုံးပေးနေလည်းဗျာသူဟာနဲ့သူတော့တဲ့လို့ပေါ့ခမည်းတော်လို့ဆိုရိုးအိတ်ကြစို့ပေါ့ဗျဟိုကမဟုတ်ဘူးမောင်တော်ဗျာစက်တော့ခေါ်ကြစို့ဘုန်းကြီးလူတွေကကြိမ်နေဗျာဇာတိမဖြောက်တာလေဘုန်းကြီးလူတွေများနွားမောင်းတာကစားဤနွားထိုနွားမအောင်လိုက်တာမဟုတ်ဘူးဆိုတော့ဇာတိကဖြောက်ခဲတယ်အခုပြောနေကြစကားတွေမပြောင်းဘူးရောင်လို့ပါဗျာတပည့်တော်မတို့ပြန်တော့မယ်ဗျာပြန်တော့မယ်ဗျာဆိုပြီးတော့သားတွေသမီးတွေမြစ်စိတ်ထီအောင်သူလိုက်ပို့မြစ်စိတ်ထီအောင်လိုက်ပို့ပြီးတော့တရားနာပြိဿရေဘိုးကငှက်ပေါ်တက်ဥဒ္ဒတရားကြောက်တုံးကြီးပေါ်ထိုင်သင်္ကန်းကြီးကောင်းမှုချုံစိတ်ကအတော်များနာဝှစ်ရှင်တယ်ဆိုရင်ခုဒီထဲသားတွေမယားတွေကငှက်ပေါ်တဲပြီးတော့ကလေးလေးတွေကလက်ကလေးပြမယားကလက်ကလေးပြငှက်ကြီးကခတ်သွားလိုက်တာဂျူးနဲ့ဥတာတိပိုက်ထဲကဂလိနဲ့တခါတည်းဝင်နေလိုက်နဲ့သူလုံးလာတော်ပြီထွက်တာကောင်းခုနှစ်ငါဝတ်တခုထွက်တော့ပါလို့ကျောင်းပေါ်တက်ပြေးဘုန်းကြီးဗျာဟောဦးစင်းကြီးဘာဖြစ်လားဒီတော့ထွက်တော့မယ်ဗျာဒီကိုတော်ကြီးခွာကြနေဒါကြောင့်စောစောတည်းကစဉ်းစားအောင်ဆိုတော့စနေနာနှစ်ထပ်ပူလေးပါလေးနဲ့ခုဝိခုထွက်လို့တော်ကြသာသနာတော်ကြီးကိုတော်ကြီးလို့ဆိုရင်ဝမ်းဘောင်းရောလိုက်ကုန်မှာပေါ့မဟုတ်ဗျာတပည့်တော်စနေနာနှစ်ထပ်ပူခုဆိုခုမှဗျာမရှိဘူးအဝတ်စားတွေကကိုတော့သားမယားတွေကယူသွားပြီဖြစ်တယ်လို့ပဲထွက်မယ်ဗျာကြောင်ရှိတဲ့ပိတ်ဖြူလိတ်ထုတ်ဝေးအဲ့ဒီပိတ်ဖြူလိတ်ကြီးတခါတည်းဖြတ်တောက်ပြီးတော့အဲ့ဒါကြီးဝစ်ပြီးတော့ကတုံးနဲ့ပေါ့လေမဖြစ်ဘူးဆိုပြီးတရားနာပြိဿသူကထောက်လျှောက်ငှက်တစ်စင်းနဲ့လိုက်တော့တရားနာပြိဿဟိုငှက်နဲ့သူ့ငှက်နဲ့တခြားစီဖြစ်သွားတော့ငါကလောက်ကြပြီထင်ပါရဲ့လေးဆိုပြီးတော့ကားနဲ့သွားလိုက်တာသူကအိမ်အရင်ရောက်အိမ်လည်းသူမှမရှိသေးဘူးရောက်သေးဘူးတော့ခတ်ထားမဖြစ်ဘူးဆိုပြီးတကားရိုက်ချိုးပြီးအိမ်ထဲဝင်နေတော့ဒီကသားတွေမယားတွေကဥတ္တတေစကိုင်းသင်္ကန်းဝင်နေရပြီပေါ့သူတို့အထင်ကအိမ်ရောက်တော့တရားနာပြိဿရေသားမယားတွေကလည်းမြင်းလဲပေါ်ကဆင်းအလားသူကပိတ်ဖြူနဲ့ကရုံးနဲ့ထွက်ပြလိုက်အထင်လွဲပြီမလေးဟောတော့အိမ်လည်းတော့ခတ်ထားခဲ့တာပါကရမူစားပါတော့အိမ်နဲ့တခိုးနဲ့ဟာမဟုတ်ဘူးလေငါလေးတားတယ်မဲတခိုးလူပါလို့ဟဲ့ငါတားတယ်ဟဲ့မလေးတော့
ကျိုးတော့ဂျာသင်္ကန်းဝတ်နေတဲ့ကြည်စမ်းတခိုးငါပစ္စည်းလည်းယူတယ်ငါသူ့ငါလုံပြောနေတယ်ရိုက်ကြပါတခိုးမရဘူးရိတ်သားဟဲ့ငါဟာတာတေဟဘယ်လိုပြောလို့မှမရဘူးသူဂရင်အောက်ဝင်ပုံဝိုင်းရိုက်တာတခါတည်းခေါင်းကွန်းစားသွေးတွေများထွဲလို့နောက်ကြတော့တခိုးဆွဲထုတ်ကြဆွဲထုတ်တော့မိမလုံတဲ့လူကသေချာကြည့်ဟုတ်တော့မလီဥတာတီတာသင်္ကန်းဝတ်တယ်ဘယ်ကြီးရောက်မရမင်းငါပြောတာနဲ့ငါတာတီပါလို့ဆိုရတာတော့သင်္ကန်းဝတ်နေဘယ်နဲ့တော့ဒီရောက်တာတော့ငါစနေနဲ့ထပ်ပွင့်မင်းတီသားနဲ့ငါထွက်ချင်လဲခုဝတ်ချင်လဲခုဥစ္စာကြီးဒုက္ခပါပဲတော့ဆိုပြီးမိမလည်းငုံရီနဲ့သွေးတွေတန်နေသုတ်ပြီးဆေးရုံပို့လိုက်ရတယ်ပြိဿရဲ့နော်ဒါကြောင့်ဖယားလက်ထက်ကလည်းပဲဝတ်ချင်ရင်ခုထွက်ချင်ရင်ခုကျွတ်တို့လက်ထက်လက်ကြားဘူးတာဒီအများကြီးရှိပါကဲကြည့်လေခုတရားနာပြိဿထွက်ချင်ပြီးအဲ့ဒီကိုတော့မြတ်စွာဘုရားတပည့်တော်သာသနာတော်ကြီးမပြောလို့ညီငွေလို့လူထွက်ပါတော့မယ်ဘုရားဟဲ့ချစ်သားသင်ဘလူကြောင့်ညီငွေတာတော့တပည့်တော်ညီငွေတာတခြားမဟုတ်လူဘဝတုန်းကအတူနေခဲ့ဘူးတဲ့မယားဟောင်းကဖျားယောင်းလို့ပါမြတ်စွာဘုရားဒီတော့မှဘုရားကိုယ်တော်မြတ်ကချစ်သားသတိထားလို့သင်ဒီမိမကြောင့်ဒုက္ခရောက်ခဲ့ဘူးတာအခုမှမဟုတ်ချစ်သားဟိုနောက်ဘဝတုန်းကလည်းဒီလိုဒုက္ခရောက်ခဲ့ဘူးလေကွလို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးကအတိတ်ဇတ်ကြောင်းကိုဆောင်းတော်မူပါတယ်ဗျာအတိတ်ဇတ်ကြောင်းဆောင်းတော်မူတာကအတ္တိတေပါရဏတိယအစရှိသဖြင့်ဟောလွန်လေပြီးတော့ခါဘာယာနတိတိုင်းပြည်မှာဗျမရမင်းကြီးအုပ်ချုပ်စဉ်အခါအဲ့ဒီဘာရဏတိပြည်မှာဂရေ40ကျွယ်ဝသောပုံနာတထေအိယတိထောင်လူဣပေါင်းမှာမနေပဲနဲ့တော်ပြီယသေယဟန်ပြုတ်ပြီးတော့ဗြဟ္မဝိဟာရတရားတွေနဲ့ငါကျင့်ကြံကြိုးကိုအထုံးမှာတော်တော့မှာပဲတော်တယ်သွားပြီးတော့အထုပ်အဲ့ဒီလိုတရားအထုပ်ပြီးတော့နေရင်ကယသိကြီးသည်ကျင်ငယ်အိမ်မှာစွန့်ထားသောကျင်ငယ်ရေကိုသမင်မတကောင်ကတောက်အဲ့ဒီသမင်မတကောင်ကကျင်ငယ်ရေကိုတောက်ရင်းကတန်ဒီခလာတကူဗျဆန်းတော့ဆန်းကြတယ်နော်နည်းနည်းနားထောင်ပေါ့ဆန်းကြတဲ့စကားတွေခုခေတ်ကလက်တွေ့မဟုတ်လို့လဲယုံညင်မှယုံမှာဖယားဟောတဲ့တရားတွေကိုအခုလူတွေရဲ့ကာမေတုမိစ္ဆာစာရကာမတရားတွေလွှမ်းမိုးလာလို့ပြောင်းလဲတာတွေတွေ့ရတော့ကျွတ်တူလဲတရားဟောရတာနည်းနည်းအားရှိလာပါပြီဖယားလက်ထက်တုန်းကရှင်ကစ္စည်းမထေကိုမြင်တဲ့တထေသားလေရုပ်လှတဲ့နေရာမှာငါဖယားအောင်ရှင်ကစ္စည်းမထေအလှဆုံးပဲကွဲ့လို့ဖယားဣတတဲ့ပြီးရုပ်လှတဲ့နေရာဖယားအောင်မှာရှင်ကစ္စည်းအလှဆုံးအဲ့ဒီလှလုံးနဲ့ရှင်ကစ္စည်းမထေကိုသောရိယတထေသားသည်ရေကန်နဲ့ရေချိုးရင်မှနေ၍ဟာတဲလှပါလားဟမလေးလှလိုက်တာကရုံကြီးနဲ့ဘုန်းကြီးမှုသားပေါ့ဒီလိုဘုန်းကြီးမဟုတ်ဘဲနဲ့သူ့မျက်နှာလေးနဲ့မိမသားလေးများဖြစ်ပြီးတော့ငါနဲ့ဘယ်နဲ့ညနဲ့ဆိုတတိတရန်းကြီးတွေးတာဟောရေချိုးရင်အဲ့ဒီတထေသာဖုံးကညာတစ်ပါးကျွတ်တို့အဝါဖြစ်သွားဒါကြမ်းကန်နဲ့နော်ယောက်ျားစင်စစ်ကရေကန်နဲ့ရေချိုးရင်မိမဖြစ်သွားတာဒီတရားကိုတရားနာပရိသတ်ကြီးတကယ်တမ်းဟောရင်လက်တွေ့မဟုတ်လို့မယုံဘူးလို့ယခုခေတ်လူတွေဆိုခြင်းဆိုလိမ့်မယ်မဆိုလဲတော့ကျွတ်တို့တရားဟောအားရှိအောင်သတင်းစာတွေပါပြီးအင်္ဂါတစ်ခုကတစ်ခုပြောင်းသွားတာရန်ကုန်မှာပရိသတ်ကြီးတချို့ဖတ်လိုက်ဘူးရဲ့လား
ဘာဖူးပါတယ်မဲသာကြီးတယောက်နဲ့တယောက်ကျုပ်တော့တိတိကျကျဘယ်ရက်ကဘယ်နှစ်ကဘယ်လကသတင်းစာလို့မမှတ်မိလို့သာနှုတ်မတဲ့တဲ့ပြောပါယောက်ျားဘဝကမိန်းမဘဝကယောက်ျားကိုပြောင်းသွားတယ်ဆိုတာလက်တွေ့မဟုတ်လို့ဖျားဟောကြမ်းကန်လောက်တင်ဟောလို့မယုံဘူးဆိုပေမဲ့လို့ကျွတ်တို့ခေတ်မှာသတင်းစာတဲ့ပါလာပြီပြောင်းတယ်တဘာတွေတော့ကာမေတုမိစ္ဆာစာရကံနေပေါ့မှန်လားပြိဿကြီးမှန်ပါဗျာဒါကြောင့်အဲ့ဒါလို့ဆန်းကျဲတဲ့ဒေသနာနီးနေရတွေကိုကျွတ်တို့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားဟောထားတော်လေလက်တွေ့မဟုတ်လို့မယုံဘူးဆိုပေမဲ့လို့လက်တွေ့တွေပေါ်လာသဖြင့်ဗုဒ္ဓဟောတဲ့တရားကိုယုံကြည်သူတွေလည်းအတော်များလာပါများဆိုတပြေလုံးဆိုကြပါစို့ဗျာဗမာလူမျိုးတွေမှမဟုတ်ဘဲနဲ့တရုတ်ဒေရှမ်းတွေကရင်တွေကချင်တွေအစရှိသဖြင့်ဗုဒ္ဓဘာသာဗုဒ္ဓရဲ့ဟောတဲ့တရားကိုယုံကြည်သူတွေအတော်များလာပါဒါကြောင့်ပြန်ဆက်မယ်နော်ရသေးကြီးကျင်ငယ်အိမ်ကျင်ငယ်ရေစွန့်ထားတာကိုတောက်တဲ့သမင်မမှာတန်ဒီခတယ်ရသေးကြီးနဲ့တန်ဒီခတစပေါ့ကျွတ်တို့လူတော့9လလွယ်10လဖွာတဲ့သမင်မတော့ဘယ်လောက်ရမပါလို့ကျုံလည်းမပြောဘူးအချိန်စေ့တော့ဖွာဟောယောက်ျားလေးဗျသမင်မကလူလေးမွေးဖွာလူကလေးမွေးဖွာတဲ့အဲ့ဒီကလေးတဲ့နဲ့ငိုတော့ရသေးကြီးသွားကြည့်ဟာကလေးလေးပါလားကြည်စမ်းတန်ရောစဉ်ပြတ်ချင်လို့တန်ရောစဉ်မကတ်ချင်လို့တန်ရောစဉ်မရှိချင်လို့မှတော်တဲ့ထွက်ပြီးတော့တယောက်ထီအထုတ်လာခဲ့တာဟင်းတန်ရောစဉ်ဂျိုးကြီးတစ်ခုပေါ်လာပါဘောလားကလေးလေးကောက်ပွေးငါနဲ့ထိုင်လို့ရတယ်ငါသားဖြစ်ပါကလက်ညှိုးမှနို့ရည်ထွက်ပါစေသားလို့အဓိဋ္ဌံလိုက်တော့လက်ညှိုးကနို့ရည်တွေထောင်ပန်းဟောအဲ့ဒီကလေးလေးရသေးကြီးမွေးဖွားပြီးတော့လာခဲ့အဲ့လေရသေးကြီးကမွေးစားပြီးတော့လာခဲ့ဒီလိုမွေးပြီးလာလိုက်တာတဖြည်းဖြည်းတစနဲ့ရသေးကလေးကြီးပြင်းလာတော့သူ့နာမည်လေးမှဲ့လိုက်တာကဣသိသိင်္ဂပြေတာသူ့နာမည်လေးကဘာလဲတော့ဣသိသိင်္ဂရသေးကြီးနဲ့သမင်မကရတဲ့သားလေးပေါ့အဲ့ဒါလို့နာမည်လေးပေးပြီးတော့လာလိုက်တာတဖြည်းဖြည်းတစအရွယ်ကလေးရလာတဲ့အချိန်ခါမှာမေတ္တာကရုဏာမုဒိတာဥပေက္ခပြမစိုးရတရားဗျမဝိဟာရတရားလို့လည်းခေါ်ပါတယ်ဗျမပြေရောက်ကြောင်းတရားလို့လည်းခေါ်ပါတယ်မေတ္တာလို့ဆိုတဲ့ချစ်ခင်ရမယ်ပွားများမှုတွေကရုဏာတနာရမုဒိတာဝမ်းမြောက်ရမယ်ဥပေက္ခလစ်လျူရှုရမယ်တာမန်ပုဂ္ဂိုလ်များဒီဗြဟ္မဝိဟာရတရား၄ပါးကိုအာမထုတ်နိုင်ပါမေတ္တာလို့ဆိုတဲ့ချစ်ချင်းတရားအခုခေတ်အတော်ခေါင်းမသွားပါဘလောက်ထိအောင်ခေါင်းမသလဲဟောရှေးတုန်းကများကျွတ်တို့ကြားခဲ့ရတွေ့ခဲ့ရသိခဲ့ရလူကြီးတွေပြောလို့လည်းပဲကြားခဲ့ဘူးပါတဦးနဲ့တဦးတယောက်နဲ့တယောက်ကြောင်းနေဘက်တငယ်ချင်းများသည်ကင်းကွာသွားရမှပြန်တွေ့လိုက်တဲ့အချိန်ခါများမျက်ရည်တောင်ကြမေတ္တာတရားသိကြီးမားညီကိုအရင်မဟုတ်ဘူးမောင်နှမအရင်မဟုတ်ဘူးလင်းနဲ့မရမဟုတ်ဘူးတငယ်ချင်းဟာမမျော်လင့်မဲလာတွေ့ရငငယ်တုန်းကလေမင်းနဲ့ငါနဲ့ကြောင်းမနေခဲ့အလုံးချစ်ကြခင်းကြကျင်းသားကြသို့တော်လည်းကိုအကြောင်းနဲ့ကိုကင်းကွာပြီးတော့သွားကြအခုပြန်တွေ့တငယ်ချင်းဟာဝမ်းမြောက်လိုက်တာမင်းစီးပွားရေးချီနေပဲလို့တော့ဟာပါစီးပွားရေးချီနေရတော့မကောင်းဘူးအေးမကောင်းရင်ငါရှိပြောင်းခဲ့တငယ်ချင်းငါအလုပ်ပေးမယ်ဒါငါနဲ့ဒိုတူပေါင်းမဲ့လှုပ်ရှားမယ်ရှေ့တုန်းကရှေ့တရားမေတ္တာတရားနာဆွေရင်းမျိုးချမ်းမဟုတ်ပေပဲလို့ကြောင်းနေဘက်တငယ်ချင်းများတော်မှကွဲနေရကပြန်တွေ့ရင်မျက်ရည်ကျလောင်အောင်ချစ်ကြသည်အခုဒီမေတ္တာမျိုးရှိရလားပြိဿရှိပါဘူး
ကျောင်းနေဘက်ဘိုးကျောင်းရဒီကောင်ကျောင်းနေတော့ငါဘောသူဘယ်လိုပြောထားတာဟောဒါတွေကစမေတ္တာတရားကပြန်ပြီးချစ်ဖို့ခင်မှုတရားတွေအတော်ခေါင်းမသွားမေတ္တာတရားကိုရှေးတုန်းကလက်ကင်ထားကြတယ်လို့တရားနာပိဋကကြီးလည်းမေတ္တာတရားကိုလက်ကင်ထားဖို့အချိန်တန်ပြီးမတန်ဘူးလားပိဋကကြီးကရုဏာတရားကိုပြန်ကြည့်လိုက်ဦးကရုဏာဆိုတာဘာလဲကိုယ့်အောက်ဆင်းရဲတဲ့လူများကိုတနာရကျင်နာရတနာတဲ့စိတ်မွေးရလားလို့ဆိုတော့ခုခေတ်တနာတဲ့စိတ်လည်းမမွေးတော့ဆင်းရဲတဲ့လူငတ်နေတဲ့လူမွဲနေတဲ့လူမြင်မြန်တော့အိုးမွဲတာလည်းမပြောနဲ့မင်းအဲ့ဒီကောင်စိတ်ဓာတ်ကဘယ်လိုကွာမွဲလို့မကဘူးကွာဒီကောင်ကြည့်နေနောက်သေချာမှတ်မယ်ငတ်မယ်ဒီကောင်မတနာဘူးဆင်းရဲတာမကဲတင်ခြင်းဘူးဘာကြောင့်မွဲတာညကြောင့်မွဲတာနဲ့အပြစ်တွေသာရှာပြီးတော့ကရုဏာဆိုတဲ့တနာတဲ့စိတ်ကျင်းသွားပြီတခါမုရိဒပြန်ကြည့်လိုက်ဦးမုရိဒဆိုတာကိုယ့်ရဲ့ချမ်းသာတဲ့လူကိုဝမ်းမြောက်ရဒီဝမ်းမြောက်တဲ့စိတ်တွေလည်းခုခေတ်မထားနိုင်ဟိုကောင်သူနဲ့ငါနဲ့စီးပွားအတူလှုပ်လာတာကွာအခုတော့ကြည်စားသူကချမ်းသာသွားလိုက်ငါတောင်ဖက်မလုပ်တော့ဘူးမာနာကြီးအောင်ပေါ်ကွာတနေ့မင်းတို့မိုးမီတောက်မယ်မိုးမီတောက်မယ်မင်းချမ်းသာလာတာဘယ်လိုနည်းတွေကြောင့်ချမ်းသာလာတာပါကွာဘယ်ပုံစံနဲ့စီးပွားရှာလို့ချမ်းသာလာတာပါကွာအေးမင်းနဲ့ငါနဲ့တနေ့တွေ့မယ်မင်းဆင်းရဲအောင်ငတ်အောင်မွဲအောင်ဟောသူများချမ်းသာတာလဲဝမ်းမမြောက်နိုင်ဘူးမုရိဒဆိုတဲ့တရားလဲခုလက်ကင်မရှိတော့မှန်လားပြိဿကြီးမှန်ပါရဲ့ဗျာမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတာကိုကသူ့ကိုပစ္စည်းပေးရတဲ့ကိစ္စမဟုတ်ဒီသုံးပါးလုံးမှာလက်ကင်မထားနိုင်ရင်လစ်လျူရှုတယ်ဆိုတဲ့ဥပေက္ခတရားဆိုတာဝေးရောပေါ့မှန်လားပြိဿကြီးပေါ်မှာလစ်လျူမရှုနိုင်ဘူးပြိဿရှင်းတော်ငါများတရားနာပြိဿကြီးဒီမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတဲ့တရားတွေလက်ကင်ထားသဖြင့်မိုးရွာချိန်မှာမိုးမော့မကြည့်ရဘူးမိုးမမျှော်ရဘူးရွာချိန်တန်းတော့ရွာတယ်သီးချိန်တန်းတော့သီးတယ်ပွင့်ချိန်တန်းတော့ပွင့်တယ်စီးဝါးရေးရှာလိုက်ဖွေလိုက်အလွယ်တကူလွယ်လင့်တကူရတယ်အခုမမှန်တော့ဘူးမိုးမမှန်ဘူးအသီးပင်လေးတွေမိုးလိုလို့မျောတယ်မရွာဘူးဘယ်ချိန်ရွာတော့တလင်းနဲ့ရောက်ရင်အပင်ပေါက်အောင်ရွာတယ်သိလို့မနိုင်ဆဲလို့မနိုင်မမှန်ဘူးလေတရားနာပိဿမောကသရိပေမြေကသရိပေရေကသရိပေလေကသရိပေသရိအမျိုးမျိုးပေးလို့မှသတိမရကြရင်တော့ကိုယ်နောက်ပါတဲ့အလုပ်တွေမလုပ်နိုင်ရင်တော့တန်ဖိုးရှိတဲ့လူဘဝကြီးဆုံးရှုံးလိမ့်မယ်ပရိသတ်မသေးခင်ပြုတ်သွားကြမသေးခင်ပြုတ်သွားကြပြောမှုပါမှုဝတ်မှုစားမှုဒါလေးတွေလျှော့ကြတကယ်မေတ္တာစိတ်နဲ့ဘုန်းကြီးတို့တိုက်တွန်းခဲ့တာပါမှန်ရလားပရိသတ်ကြီးမှန်ပါရဲ့ဗျာကြည်လေဟိုမှာတရားနာပရိသတ်ဒီလိုဗျမဝိဟာရတရားတွေကိုကျင့်ရင်းနဲ့ဒါရဲ့လူကလေးမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဗျမဝိဟာရတရားတွေကိုပွားများလေလို့သားလေးကိုသူလက်ကျက်ထားတဲ့အကျင့်ကောင်းတွေသင်ပေးလိုက်တာဟောဇံအဘိညာဉ်တွေတောင်ရလားလောကီဇံပေါ့ဗျာဇံအဘိညာဉ်တွေရလာတော့ယသိကလေးကပြင်းပြင်းထန်ထန်ကြိုးစားပြင်းပြင်းထန်ထန်ကြိုးစားပြီးတော့ဇံနဲ့ပျော်မွေ့ခိုးပြန်ဒီလွှားပေါ့လေအိန္ဒိယကလည်းရှိတယ်အကျင့်ကလည်းကြီးမားအဲ့ဒီလိုအကျင့်တရားကြီးမားလာတော့တရားမင်းကြောက်ဖြာကတင်းလိုက်ရော့လိုက်ဖြစ်လာတရားမင်းလူပြီးလှမ်းကြည့်အလိုကြည်စမ်းမငါရဗန္ဓုကိုလာကြောက်ဖြာသည်ခါတိုင်းလိုမဟုတ်ပူပြင်းသောအချင်းရာကိုပြလူလောကကြီးဘယ်လိုအကြောင်းတူများရှိပါလိမ့်မတုံးလို့ကြည့်လိုက်တော့ဣတိသိင်္ဂယသိလေးရဲ့အကျင့်ကောင်းပုံတွေသူမြင်ရောမဖြစ်ဘူးဒီယသိအကျင့်သိက္ခာပြည့်အောင်ငါကြံမငါကြားကိုယ်တိုင်သွားဖြစ်လို့လည်းမတော်ဘူး
ဘယ်နဲ့ဗျာတလောက်တည်းရသေးအကျင့်ကောင်းနေရင်သူလူဘဝကသေပြီးတော့တရားလာဖြစ်ခြင်းဖြစ်နေတရားလာဖြစ်နေရင်ငါသည်တရားဘဝမှာရွေလျောပြီးတော့သူကဒီနေရာအသိယူလိုက်မယ်မဖြစ်ဘူးဆိုပြီးတော့တရားမင်းလူပြေဆင်းလူပြေဆင်းတာသူကိုယ်တိုင်ဖြည့်ဆည်းမခိုင်းဘာရနသီကိုအုတ်ချုပ်တဲ့ဗြဟ္မရာမင်းကြီးရဲ့တိုက်ခန်းထဲမှာညသန်းကောင်ရအချိန်ကိုဆင်းလာပိဿတရားဆိုတာကျွတ်တို့ဘယ်အချိန်ဆင်းတတ်တို့လေးပြောကြတတ်လားမဟုတ်လေမြို့ထဲကလူတွေလန့်ကုန်ပါစိုးလို့တိတ်အောမနေနဲ့ပိဿကြီးတရားဆိုတာဘယ်အချိန်မှာဆင်းတတ်နလန်တော့ထားလာပါဒါကြောင့်မင်္ဂလာတရားတွေမှာကြည်လေအညတရဒေဝတာတဲ့အမျိုးအမည်အဖြစ်မထင်ရှားတဲ့နတ်သားတဲ့အမျိုးအမည်မထင်ရှားတဲ့နတ်သားပဲမလို့ရတ္တိယာတဲ့ဗျတန်းကောင်ရံအချိန်မှာဆင်းခြင်းကြောင့်အဲ့ဒီနတ်သားကိုဘယ်သူတုံးလို့မေးရင်တရားလို့ဒီလိုဖြေရတယ်ပြိဿရဲ့တရားလို့ဖြေရတယ်ဒါကြောင့်တရားသည်တန်းကောင်ရံအချိန်မှာဆင်းတတ်နတ်မင်းကြီး၄ပါးသည်ညင်ဥရအချိန်မှာဆင်းတတ်ဗျမာများသည်မိုးတော့ရအချိန်မှာဆင်းတတ်တယ်ရှင်သာရိပုတ္တရာဇတ်လန်းဟောတော့ကကြုတ်ပြောခဲ့ဘူးပါမှတ်ထားကြပေါ့ညင်ဥရအချိန်မှာဘယ်သူဆင်းတတ်တော့လူဖက်ရချိုမတော့ရတာကြားပြီထင်တယ်တရားအတန်းကောင်ပဲလေညင်ဥရဆိုတရားနဲ့ရောတုတ်လိုက်တယ်လို့ငါလည်းနဲ့ပြောဦးမယ်မှတ်ထားအောင်ဟဲ့ညင်ဥရအချိန်မှာနတ်မင်းကြီး၄ယောက်ဆင်းတတ်တယ်တန်းကောင်ရအချိန်မှာတရားဆင်းတတ်တယ်မိုးတောက်ရအချိန်မှာဗြဟ္မာမင်းကြီးတွေဆင်းတတ်တယ်ပြန်မေးဟဲ့မျက်စိလဲသွားလို့ပါမှားပါစီမရောရဘူးဖြေးဖြေးညင်ဥရမှာဘသူဆင်းတတ်တော့ဘသူဟုတ်ပြီတန်းကောင်ရအချိန်မှာဘသူဆင်းတော့မိုးတော့ရအချိန်မှာဘသူဆင်းတော့နတ်တရားပြမှာဆင်းတဲ့အချိန်လဲမှတ်ထားအိမ်မက်မက်တောင်မှန်းရတာပေါ့ညင်ဥရအချိန်များမဲ့လို့ရှိရင်အမေနတ်မင်းကြီး၄ပါးကများအိမ်မက်ပေးသလားဟဲ့မှန်းရတာပေါ့တန်းကောင်ရအချိန်အိမ်မက်မက်တော့ဟဲ့တရားမင်းပေးတဲ့အိမ်မက်ဟဲ့မှန်းရတာပေါ့မိုးတော့ရအိမ်မက်မက်တော့ဗြဟ္မာမင်းကြီးတွေကများအိမ်မက်ပေးသလားမှန်းရတာပေါ့ပြောရတာပါလေခုခေတ်တော့နတ်တရားပြမှာပေးတဲ့အိမ်မက်မဲ့လောက်ပါမက်ကလေးကအစွဲလန်းဥပါဒာကြီးနဲ့ဒီထဲတချို့ကလေးမလေးတွေအရှက်မရှိမနဲ့ကြရှောက်ပြောတယ်ညငါအိမ်မက်ထဲအဟုတ်မလို့ထဆန်းနေတာတော့ဆိုဟိုဂျန်ဒီကန်စီပြောပါတယ်တောင်ဦးမျိုးပြောတာမဟုတ်ပါဘူးမှန်တော့ခုခေတ်ကတော့နတ်တရားပြမှာပေးတဲ့အိမ်မက်မက်ဖို့မလွယ်ပါဘူးကဲရှိသေးတော့ရှေ့ဆက်ရအောင်ဒါကြောင့်တရားနာပရိသတ်ကြီးဗျမရမင်းကြီးရဲ့တိုက်ခန်းမှာတရားမင်းတန်းကောင်ရအချိန်ဆင်းလာပြီအလိုအယောင်ဝါနဲ့သင်ဘသူတော့ကျွန်ုပ်တရားပဲတရားမင်းဘာကိစ္စဆင်းလာအချိန်မတော်ကြီးတရားမင်းဘာကိစ္စကျွန်ုပ်ရဲ့တိုက်ခန်းတွင်ဆင်းလာတာတော့အကြောင်းရှိလို့ငါတရားဆင်းတရားမင်းဘယ်နဲ့ကြောင့်ဆင်းရတာတော့အခုသင်တို့ရဲ့လုတ်ပြေမှာမိုးလဲခေါင်တယ်ရေလဲရှားတယ်အသိနှံလည်းမထွက်တော့ဘူးဒီကိစ္စတွေသင်သိရလားတရားမင်းနဲ့သိယုံမကဟိုတလောကဟစ်တိုင်ကနေပြီးတော့ဟစ်ကြတယ်တိုင်ပြေမှာမိုးခေါင်လို့သိနှံစပါးတွေအထွတ်နေပြီးစားရည်တောက်ရည်အမတန်ကြက်တဲသွားပါသဖြင့်ဘယေမင်းကြီးသတင်းသီလဆောက်တည်ပါမိုးရွာအောင်ကျင့်ကြံကြိုးကိုအားထုတ်ပါလို့တိုင်းသူပြည်သားစူးစူးပူပူနဲ့ဝိုင်းပြီးပြောကြလို့ကျွန်ုပ်ဒီသတင်းသီလဆောက်တည်ဥပုသ်ဆောင်ဝင်တော်လဲဒီမိုးကမရွာလာဘူးအေးဒီကိစ္စနဲ့ပတ်သက်ပြီးတော့ငါတရားဆင်းလာတယ်မိုးမရွာတာတခြားကြောင့်မဟုတ်တော်ထဲမှာရှိနေသောရပေကြီးမှပေါက်ဖွားတဲ့ဣတိသိင်္ဂဆိုတဲ့ယသိလေးရှိတယ်အဲ့ဒီယသိလေးသည်အကျင့်သိက္ခာနဲ့ပြည့်စုံ
ပြင်းပြင်းထန်ထန်ကြင်ကြံကြိုးကုပ်အားထုတ်ရရသောဇံတရားနဲ့ပျော်မွေ့သူမျက်မှောင်ကုပ်ပြီးတော့ကြိတ်လိုက်သောခါဒီမိုးဟာမရွာဘူးဒါကြောင့်အဲ့ဒီရသေးလေးအကျင့်သိက္ခာပြည့်အောင်ဖြစ်စည်းပါမှသင်တို့ရဲ့လူပြည်မိုးရွာလိမ့်မယ်ပြမရမင်းကြီးလို့ပြောလိုက်နေပါအောင်တရားမင်းရဲ့ဒီရသေးလေးအကျင့်သိက္ခာပြည့်စည်းအောင်ဘယ်သူနဲ့ဖြစ်စည်းရမလို့သင်ပြမရမင်းကြီးဤသမီးဖြစ်သောနိလိနိကဆိုတာရှိတယ်သင်သမီးနဲ့ဖြားရောက်ပြီးတော့ရသေးလေးအကျင့်ပြည့်အောင်ဖြစ်ခိုင်းကဲကောင်းပါပြီတရားမင်းတန်ခါအဖယားမဆန္ဒဆိုသလိုတရိုင်းလုံးတပြည်လုံးဒုက္ခဖြစ်နေတာဖြင့်ကျွန်ုပ်ပြမရမင်းကြီးရဲ့သမီးနဲ့သီလပြည့်အောင်ဖြည့်ဆည်းခိုင်းပါတော့မယ်တရားမင်းလို့တာဝန်ကတိခံလိုက်ပေသာတိုင်းသူပြည်သားအတွက်နော်သမီးလေးနဲ့တရိုင်းလုံးတပြည်လုံးဒုက္ခဖြစ်နေတာဖြင့်ကျွန်ုပ်ပြမရမင်းကြီးရဲ့သမီးနဲ့သီလပြည့်အောင်ဖြည့်ဆည်းခိုင်းပါတော့မယ်တရားမင်းလို့တာဝန်ကတိခံလိုက်ပေသာတိုင်းသူပြည်သားအတွက်နော်သမီးလေးနဲ့ပြမရမင်းကြီးကတရားပြန်သွားပြီတရားပြန်သွားတော့မူကြီးမရသေနာပတိတွေခေါ်လို့ဘိုးဘုံစုံရတဲ့အခါမှာဟဲ့မင်းကြီးများဖယားငါဣတိုင်းနိုင်ငံမှာမိုးခေါင်ရေဆန်သိနှံစပါအထွတ်နဲပြီးတော့စီးပွားရေးကြက်တဲလို့တိုင်းသူပြည်သားများငတ်မို့ခေါင်းပါကုန်ဒီကိစ္စတောထဲမှာရှိနေသောဣတိသိင်္ဂယသိအကျင့်ကောင်းလို့ယခုလိုမိုးခေါင်ခြင်းဖြစ်တဲ့ဒါကြောင့်ငါဤသမီးတော်ကရှိတော်သွေးစေမင်းကြီးများလို့သမီးတော်ရှိတော်အသွင်းခိုင်းလို့သမီးတော်လည်းရောက်ရောသမီးတော်ကိုအကျိုးကြောင့်ပြောပြနေရောနိလိနိကသမီးခမဲတော်ဖျားရှိတော်ရောက်ကြောင်းပါဖျားဒီလိုဒီအကြောင်းမဲ့သမီးတိုင်းပြည်ကြီးမိုးခေါင်ရရှာသိနှံစပါအထွက်နဲလို့စီးပွားရေးကြက်တဲတဲ့ကိစ္စတောထဲမှာအင်မတန်အကျင့်ကောင်းတဲ့ယသိတစ်ပါးရှိတယ်အဲ့ဒီယသိရဲ့အကျင့်သီလသိက္ခာကိုသမီးဖြစ်စည်းလို့အောင်မြင်ပါမှမိုးကြီးရွာမတဲ့သမီးရဲ့မှန်လားပါဗျာဒီတိုင်းသာဆိုရင်ခမဲတော်လည်းစိတ်မဆင်းရဲရအောင်တိုင်းသူပြည်သားလည်းဒုက္ခမများရအောင်သမီးတော်သွားပါမယ်ဗျာသို့တော်လည်းယသိရှိတယ်အရာမသိမူကြီးမရသေနာပတိနဲ့နောက်ပါစစ်တပ်များပါခေါ်၍ရိတ်ခါအပြည့်အစုံနဲ့သမီးနောက်ကထဲလိုက်မယ်ဆိုရင်ဖြင့်ဒီရသေးလေးအပြည့်စည်းအောင်ဖြစ်စည်းနိုင်ကြောင်းပါဗျာအဲ့ဒီရှင်မယင်ကအလုံးအစီအစဉ်လုပ်ပေးသွားပြီတရားနာပြိတ္တမူကြီးမရသေနာပတိတွေလည်းပါတယ်နောက်ကစစ်တပ်လည်းပါတယ်စန္ဒရိတ်ခါပြည့်စုံပါတယ်ပါတော့တော်ကြီးတဲ့ကထွက်ကြထွက်တော့ရပေကြီးရဲ့သင်္ကန်းကြောင်းနဲ့အတော်လေးဝေးကွာတဲ့အရက်ကနေပြီးအကဲခတ်ကြနိလိနိကသရိုသမီးဘရင်သမီးသည်ဘာကိုကင်ဆောင်သွားသလဲလို့ဆိုတော့ကျွတ်တူဂျင်းကလေးရိတ်တာကြီးဂျင်းဆိုတာသိလားသိတယ်နော်ဟိုနေုံကျုပ်ပြောအောင်မဲ့ဂျင်းဆိုတာအယိုးလေးကဒီလိုကင်လှဲ့ပြီးခွက်ကလေးနဲ့အုပ်ကြက်တို့ဖားတို့ဆိုတဲ့ဂျင်းမဟုတ်ဘူးနော်မပြောရသေးတာလေဟိုကျွတ်တို့ငယ်ငယ်ကကင်တဲ့ဂျင်းဆိုတာထိတ်မှတန်ချောင်းကလေးနဲ့ဟောတယ်လို့ကျိုးလေးနဲ့ရစ်ပြီးတော့ပေါက်ရင်လဲလဲတယ်ဒီလိုပြည့်ရင်လဲလဲတယ်အဲ့ဒီဂျင်းမျိုးပြောရသေးတာလေဟိုဂျင်းမှတ်နေမှာစိုးလို့အဲ့ဒီကျိုးနဲ့ကစားတဲ့ဂျင်းကလေးကိုယူသွားသူခန္ဓာကိုယ်မှာလည်းပရိနှောင်းနေဝတ်စားတန်းစားရေးဆင်းလို့လှပပပြုပြင်းပြီးတော့ကြောင်းသင်္ကန်းဝင်ရန်ကိုသူစဉ်းစားရသေးကြီးရှိပါလားဖြစ်စည်းရမှာရသေးလေးလို့ပြောတယ်ရသေးကြီးကတော့ဖြစ်စည်းရမယ်ဆိုတော့မှသူ့ကြည့်ရတာပရေတွေတွန်းလို့အသက်ကလည်းကြီးလှပြီသူ့ဖြစ်စည်းခိုင်းတာမဟုတ်တော့ဘူးရသေးပြိုလေးလည်းရှိရဲ့
တို့ပါတော့လေဒီကိစ္စရသေးကလေးဖြက်စီးရခြင်းမှာဒီရသေးကြီးရှိနေပါကဘယ်လိုနည်းနဲ့မှဖြက်စီးလို့ရမည်မဟုတ်ရသေးကြီးတော်တဲ့သွားတဲ့အခိုက်အတန့်စောင့်ဆိုင်ပြီးတော့နေခဲ့ရသေးကြီးကလည်းတော်တဲ့သွားကန်သည်တာရဲ့လူလေဣတိသိင်္ဂလာကွက်မှားခဲ့မယ်နော်ဖားခင်မရှိတော့အစအရာရာမင်းစောင့်ရှောက်ပါလို့ခါတိုင်းဖခင်ပြန်လာလို့ရှိရင်အေးရနေရတွေခင်းလို့ခြေစေးရတဲလို့တောက်ရတဲလို့ထင်းနေဖြတ်ပြီးတော့မီးတွေမွှဲလို့ဖခင်မောမောပမနဲ့ပြန်လာရင်စားရန်တောက်ရန်သိရွက်သစ်သီးတွေပြုတ်လို့အဲ့ဒီအလုတ်ကိစ္စတွေကိုငါသားကြီးလုံနေကြမမေ့ပဲနဲ့ဖခင်ပြန်လာရင်အစင်းနဲ့ဖြစ်အောင်ပြုစုနေတော့နော်အဖေသွားမယ်သားရဲ့ချင်းတော်ကလေးနဲ့ဂျိတ်နဲ့သစ်သီးရှာထွက်သွားရသေးကြီးလည်းထွက်သွားရောသစ်ခက်တင်းနှမှထွက်လာ၍ဘရင်သမီးဖြစ်သောနိလိနိကာလီသင်္ကန်းကျောင်းအပါဝင်ပြီပြုရိုးရိုးမဝင်ဘူးဂျင်ကလေးကျိုးကလေးနဲ့ပြစ်လိုက်ဂျင်ကလေးကလဲနေသူကကျိုးလေးလှမ်းပြစ်ရစ်ပြီးတော့ဆွဲလိုက်အမဂျင်ကလေးကသူ့ရှိပါလာလိုက်ဣတိသိင်္ဂရသေးလေးကသေချာကြည့်ဟာရသေးပြိုလေးပါလားမိမလည်းတခါမှမြင်ဘူးတော်ထဲမှာကိုရသေးကြီးနဲ့သမင်မနဲ့ရတဲ့ဣတိသိင်္ဂကိုမိမဆိုသူတခါမှမတွေ့ဘူးရသေးလေးလို့ပဲသူ့စိတ်ထဲမှာထင်တယ်ဟာရသေးလေးပါလားအလုံးရသေးလေးကသူ့လက်ထဲပါလာတဲ့သစ်သီးလေးကလည်းသူ့နားကဘယ်မှမခွာဘူးပြန်ခေါ်လို့လာတာကိုဂျင်ကလေးကိုသစ်သီးလေးတဲ့ဂျင်ကလေးလှမ်းပြစ်လိုက်တော်ကြကျိုးကလေးနဲ့ဆွဲယူလိုက်ပါလာလိုက်တဖြည်းဖြည်းတစနဲ့ကစားရင်သွားလိုက်တာသင်္ကန်းကြောင်းရောက်အိုးရသေးလေးသင်ပင်ကလာသလေမောသွားပါလားလာလေထိုင်မအောင်တော့လားနေရာတွေပါတွေခင်းပေးလို့မောလှပြီးထင်းတဲ့ဟောဒီသစ်သီးကိုစားပါအောင်ဒီရေကိုတောက်ပါအောင်ဒီနေရာမှာထိုင်မအောင်တရစ်တမောအိပ်ပါအောင်လားနဲ့လောကုပြူးငှစွာပြူးပြီးတော့နိလိနိကာဘရင်သမီးထိုင်လိုက်တဲ့အခိုက်အတန့်မှာမေးပြီတင့်ကြည့်ရတာတို့နဲ့မတူဘူးမျက်နှာကလည်းညှိုးငယ်တယ်တင့်ဘယ်မှာနေတော့အိုးငါသင်္ကန်းကျောင်းမှာငါနေတာပေါ့ရသေးပြိုလေးရဲ့တင့်ကြည့်ရတာမျက်နှာမကောင်းဘူးနေကောင်းရဲ့လားငါသိနေမကောင်းဘူးသင်ဘာပြုလို့နေမကောင်းတာတော့အိုးငါနေမကောင်းဆိုတခြားဟုတ်ပါရောလားငါနေမကောင်းဆိုတခြားဟုတ်ပါရောလားနဲ့ပြောတော့မှနော်တာပတိပိဋကကျုပ်နည်းနည်းတော့ပြောထားအောင်ဖယားဟောထားသလောက်ကျွတ်တူမဟောရတဲ့ဇတ်လန်းဒီထဲတချို့ကပြောရတယ်ကြံဒီကံပေါက်ပေါက်ရှာရှာအိမ်တော်သားမှုအကြောင်းတွေဟောရတာကြမ်းတယ်တာပတိကျုပ်ကိုကြမ်းတယ်ပြောပြီးကျွတ်တို့ကဖယားဟောထားသလောက်မဟောရဘူးမယုံရင်လေအဲ့ဒီနိလိနိကဇတ်ကိုကျွတ်တို့950တဲ့ရှာကြည့်ဖယားဘလောက်ထိဟောထားတယ်ဆိုတာတကယ်တော့ဟောထားပါတယ်ပြိဿသင်နေမကောင်းတာဘယ်နဲ့ကြောင့်တုံးလို့မေးလိုက်တဲ့အခါမှာနိလိနိကဘရင်သမီးကငါမှအနာတစ်ခုရှိတယ်မဟောရသည်နည်းနည်းလောက်ပေါ့ဗျာနော်ဒီတရားဟောရတာပလင်မော်ကဆင်းပြေးခြင်းစိတ်ပေါက်ပြီဟိုနည်းနည်းလောက်ပေါ့ဗျာငါမှအနာတစ်ခုရှိတယ်သိအနာကဘယ်လိုအနာတုံးလို့မေးလိုက်တော့လမ်းမှာငါဝန်တကောင်တွေ့တယ်အဲ့ဒီဝန်ကိုငါကလည်းခင်းနဲ့ပေါက်လိုက်မိတယ်ခဲနဲ့ပေါက်တော့ဝန်ကငါကိုစိတ်ဆိုးပြီးတော့တအားပြေးလာလိုက်တာ
ငါရင်ဘတ်ကိုခေါင်းနဲ့တိုက်တော့ငါပက်လက်လန်လဲတယ်ငါပက်လက်လန်လဲအသွားသူ့ပါဇက်နဲ့ငါကိုကိုက်ပြီးတော့နည်းနည်းပေါ့ဗျာနော်ငါတော့လေအခုဝန်ကြိုက်တဲ့ဓာရနဲ့ဒုက္ခဖြစ်နေတယ်ဒါကြောင့်ဝန်ကြိုက်သွားတာနဲ့ငါနေမကောင်းလို့ဒီဓာရကြီးနဲ့စိတ်ပြေလက်ပြောက်ကစားရင်သင်ထံကိုရောက်လာတယ်ပျော်ရောပြုပျော်တော့ပျော်ရောပြုဆေးကုပေးပါတဲ့ကုတော့မယ်ပေါ့ဗျာငါနဲ့မတူဘူးတဲ့ဘာဖြစ်လို့ငါနဲ့မတူတာတော့ဆိုတော့သင်နဲ့တူအောင်ငါမှမရှိဘူးတဲ့ဘာဖြစ်လို့မရှိတာတုံးလို့ဆိုတော့ဝန်ကကြိုက်ပြီးတော့ဖြတ်သွားလို့နည်းပေါ့ဗျာနော်ဒီတရားဟောတော့ခွာကြတယ်လို့ဆိုမှတကယ်အဟုတ်မှရှာမိမမမြင်ဘူးတဲ့ရသေးဆိုတော့တကယ်အဟုတ်မှရှာတကယ်အဟုတ်မှတော့ကဲဆေကုပါရောဗျာဟိုအဲ့ဒီဇတ်ထုတ်ကိုလေကျွတ်တို့နောက်ကျမ်းဂန်စာအုပ်တွေရှာကြည့်ကြပါပြည့်စုံသိခြင်းလေနော်ကျမ်းဂန်စာအုပ်သာရှာကြည့်တော့ဘုရားကိုယ်တော်မြတ်ရွှေအလုတ်ကထုတ်ပြီးဟောတော်မူရှာတယ်ပြိဿအဲ့ဒီလိုဟောတော်မူတော့ဘုရားဟောသလောက်ကျွတ်တို့မဟောရသဖြင့်ဇိုးစင်းမြနည်းနည်းလေးသဘောပေါက်ရုံမျှလောက်ဟောပြီးဆေးကုရောပြုဆေးလည်းကုရောသီလလည်းပြည့်ရောမရှိဘူးတစ်စက်မှကိုမရှိတာကုံရောပြတ်ပြီသီလဒီသီလတွေလည်းပြတ်ပါလေရောနိလိနိကမင်းသမီးကသူမတော်ငါအပေါ်တန်ရောစဉ်ကြည်သွားပြီရသေးလေတနာတော့တနာလိုက်ပါရဲ့ဒါပေမဲ့လို့သူ့အဖေရသေးကြီးပြန်လာအောင်ငါနေမယ်ဆိုရင်ဖြင့်ငါကိုဒီမိမဘက်နဲ့ကြောင့်ငါသားထံလာရဒါတော့လို့ချင်းနှောင်းထမ်းတဲ့တဘိုးကြီးနဲ့ရိုက်တော်မယ်တစ်သီးချွေတဲ့တကြူကြီးနဲ့ရိုက်တော်မယ်မဖြစ်ဘူးသူ့ဖေပြန်မလာခင်ငါသွားမှာပါပဲလို့ရသေးလေးငါသွားတော့မယ်လေအိုးရသေးပြိုးလေးသင်သွားရင်ငါဘယ်သူနဲ့နေခရမှာတော့အိုးသင်ဖေကြီးပြန်လာမှာပဲငါပြန်တော့မယ်နော်သင်ဘယ်မှာနေတော့သင်နေတဲ့နေရာငါပြောသွားပါဦးငါနေတဲ့နေရာကဟောဒီကမြောက်အရက်ကိုတဲ့တဲ့ကြည့်လိုက်ရင်အဲ့ဒီခေမာဆိုတဲ့မြစ်ကြီးရှိအဲ့ဒီမြစ်ကြီးရဲ့ကမ်းစာမှာအသီးအပွင့်စုံလင်းစွာနဲ့စားပွဲတောက်ရည်ပေါ်များတဲ့တော်ကြီးထဲမှာငါသင်္ကန်းကြောင်ရှိတယ်ငါသင်္ကန်းကြောင်ကိုလည်းသင်အဲ့ဒီကိုရောက်အောင်လာခဲ့နေပါဦးငါဘယ်သူမေးပြီးတော့ဘယ်လိုလာရမှာတော့ဒီမဲ့ပုံနာမျိုးမင်းမျိုးမှတချို့လူပြေလူရွာကိုမနေခြင်းမဲနဲ့ရသေးရဟန်းဝစ်ပြီးတော့ဟောဒီလိုတောစီထဲမှာနေတဲ့ရသေးရဟန်းတွေကိုသင်မေးလို့ရှိရင်ငါသင်္ကန်းကြောင်းကိုသိတယ်ငါပြန်တော့မယ်နော်ရသေးလေသင်ပြန်လို့ရှိရင်ငါဘယ်နဲ့လို့နေရခရမှာတော့သင်သွားတော့မလားသွားတော့မယ်ငါလိုက်ပို့ပါရစေအောင်လို့လက်ကလေးကိုကိုင်းပြီးတော့နောက်ကလိုက်ပို့အဲ့ဒီနိလီနီကမင်းသမီးနဲ့အတူတကွပျော်မွေ့ပြီးတော့သူနေလိုက်ရတော့လေတရားနာပရိသတ်ကြီးသူ့စိတ်ထဲမှာမိမ့်မရဲ့လို့ခုတည်းထိမတတ်မှတ်သေးဘူးသိကိုမသိသေးဘူးဆိုပါစို့မမြင်ဘူးရင်ဒီတိုင်းပဲနော်ပရိသတ်ကြီးမမြင်ဘူးရင်သိရလားသိပါဘူးဗျာမသိဘူးတရားနာပရိသတ်လုံးဝမသိရှာဘူးဒါနဲ့လိုက်ပို့ပြီးတော့သင်္ကန်းကျောင်းရဲ့အပြင်ပဲနာရောက်ရမှနေ၍ဟိုကလက်ကလေးပြမင်းတို့ခုခေတ်လို့ဆိုတတ်တာပေါ့ကွာ
မင်းတို့ပြသလိုနေမှာပေါ့တယောက်နဲ့တယောက်လက်ကလေးတွေပြရသေးလေးပြန်တော့မယ်သွားတော့မယ်ရသေးလေးရသေးပြိုလေးနေမရှိတော့တော့ငါဘယ်လိုလုပ်ပြီးတော့နေရခဲရမှာတော့သွားလို့နဲ့လက်ကလေးကာပြပြီးသင်္ကန်းကြောင်ကိုပြန်ရောက်တာနဲ့တပြိုင်နဲ့ထင်းခွဲမဲ့ကိစ္စလည်းမခွဲတော့ခြေစည်းရတဲမဲ့ကိစ္စလည်းမတဲတော့မိမွေးမဲ့ကိစ္စကိုလည်းမမွေးတော့ဖခင်ရသေးကြီးပြန်လာတဲ့အချိန်ခါမှာစားဖို့တောက်ဖို့ရဖြစ်တဲ့သစ်ရွက်တွေကိုလည်းမပြုတ်တော့အဲ့ဒီလိုဘာအလုံးမှမလုပ်တော့ဘဲနဲ့အိယာထဲမှာခွေပြီးတော့ရသေးလေတင်းမျက်နှာငါမျက်စိတွေကမထွက်ဘူးသင်နဲ့ငါဘယ်သောခါမှပြန်ပြီးတော့ကြုံရပါမတော့သင်ကိုပဲငါအောက်မေ့နေတယ်ငါစိတ်ထဲမှာသင်ကိုပဲတွေးတော့ကြံစီပြီးတော့နေတယ်ငါပဲလိုလုပ်ပြီးတော့သိထန်လာရပါမတော့ခမဲတော်ရသေးကြီးပြန်လာလို့ရှိရင်ဒီအကြောင်းလေးပြောပြီးတော့သင်ငန်းကြောင်းကိုငါလိုက်အပို့ခိုင်းမယ်ဒီနဲ့ငါလည်းမတွေ့လို့ရှိရင်ငါသိရတော့မှာပဲနဲ့အိယာရင်လဲပြီးတော့နေလိုက်တာတရားနာဒိဋ္ဌဟောညနေချမ်းအခါကြတော့ပြန်လာပြီရသေးကြီးပြန်လာပြီတတိတောင်းလေးထမ်းလို့အဖေမတော်သားရဲ့တရိษံနေကြတဲ့ကပြန်ပြီးတော့လာတာဘယ်အန္တရာယ်မှမတွေ့ခဲ့ပါဘူးဘယ်အန္တရာယ်မှမတွေ့ပေမဲ့လို့ငါသားကြီးအတွက်ဒီကနေ့ခလုတ်တိုက်တဲ့ကိစ္စနမိတ်များဖြစ်လေရောကလားဣတိသိန်းကသာကျိုးနေကြလေရကိုလည်းခမဲတော်လှမ်းကြည့်လို့မမြင်ပါလားသာရဲ့လူကလေးဣတိသိန်းကလို့ဘယ်လိုခေါ်ပေမဲ့လို့ကျိုးနေကြသစ်ပင်ကြီးအောက်ရောက်တော့လည်းမတွေ့အော်ရေကန်ထဲမြရေဆင်းချိုးနေလေသလားရေကန်နာသွားကြည့်တော့လည်းမတွေ့သင်္ကန်းကြောင်းလေးကိုလှက်ပတ်ပြီးတော့ရှာတော့လည်းမတွေ့တော့သာဣတိသိန်းကလူကလေးနဲ့ကြောင်းသင်္ကန်းနဲ့လှမ်းကြည့်လိုက်တော့ခွေကလေးဟောနေမကောင်းဘူးထင်တယ်နေမကောင်းလို့အိတ်နေလေသလားဣတိသိန်းကသာလူကလေးမင်းဖိုးနေကြမီးလေးကိုလည်းမဖိုးပါလားခြေစည်းရည်လည်းမတည်တောက်တော်ရည်လည်းမခတာရဲ့ဖခင်ပြန်လာရင်မောမောနဲ့စားဖို့သိရွယ်အနုကလေးတွေကိုလည်းမင်းမပြုတ်ပါလားကွဲဣတိသိန်းကရဲ့ဟဲ့ပါအိုးမျက်လုံးကြီးဖွင့်လို့မင်းနေတယ်လေသားရဲ့ဖခင်မင်းနေတာတွေမင်းပြောပါအောင်တော့လားဖခင်ငါနေမကောင်းဘူးနေမကောင်းဘူးပြောရမှာညာခုနကပြောလိုက်ပြီးရောကွယ်ဖခင်ရဲ့ရင်နဲ့အပူမီးကြွအောင်မင်းဒီလိုလုပ်ရသလားငါနေမကောင်းတာလူနေမကောင်းတာပုတ်ဖူးဖခင်ရဲ့စိတ်နေမကောင်းတာမင်းကဘယ်လိုစိတ်နေမကောင်းတာတော့ဖခင်မရှိတဲ့အခိုက်အတန့်လေးရသေးပြိုလေးတယောက်ရောက်လာတယ်ပြောစမ်းရသေးပြိုလေးတယောက်ရောက်လာတယ်ဖခင်ရဲ့သူကောင်းကဆမ်းမင်းတွေကလည်းငါတို့ဆမ်းမင်းတွေလိုလိန်ကောက်ပြီးတော့မနေဘူးဖြန့်ချထားလိုက်တာလေတကောက်ကွေးအောက်ရောက်တယ်ပြီးတော့သူ့ဆမ်းမင်းလေးတွေကမှုေးသောအနံ့ရှိတယ်ပြီးတော့လေသူ့နားမှာတွဲလောင်းနဲ့အပေါက်ကလေးဖောက်ပြီးဆွဲထားတာလေးကလည်းနှစ်ဖက်သလုံးပါတယ်နှထောင်မှလည်းသူမသိဘူးအဲ့ဒါလေးတွေလည်းပါတယ်လေဘင်းမှလည်းပဲလေစိတ်ပရိယဖြူလေးကနှစ်ကုန်းသုံးကုန်းစွတ်ထားတယ်ပလဲကုန်းလေးတွေဒါစိတ်ပရိအဖြူတဲ့ပြီးတော့လေသူကလည်းတို့လိုလျှော်တေးသင်္ကန်းမဝေဖူးဖခင်ရဲ့ဆက်တာပြောငါမတွေ့တဲ့ခြင်းနဲ့ကိစ္စတွေတွေ့ကုန်ပြီနဲ့တူတယ်ငါမဖြစ်တဲ့ခြင်းနဲ့ကိစ္စတွေငါမရှိတော့ဖြစ်ကုန်ပြီနဲ့တူရဲ့
ကိုင်းပြောပါအောင်ပါရဲ့မင်းစစ်ဆုံးအောင်ပြောပါအောင်သူဝစ်ထားတဲ့အဝတ်အစားကလည်းငါတို့လိုလျော်တည်သင်္ကန်းမဟုတ်ဘူးဟောဒီလေလက်ကဝတ်ထီအောင်ဝတ်ထားတယ်လက်ကဝတ်မှလည်းလက်နဲ့အကွင်းလေးတွေပါတယ်လက်ကောက်ပြောတာလက်ကောက်မှလည်း तू မသိဘူးပြီးတော့လေခါပတ်ထားတဲ့ကဘာကလေးကလည်းအယောင်တလက်နဲ့လှတယ်သူဝစ်ထားတဲ့အောက်ကအဝတ်အစားကလည်းဒုဝတ်တဲ့အဝတ်နဲ့မတူဘူးအကုန်လုံးထွားကြည့်လိုက်မယ်ဆိုရင်3000ခွာလောက်ရှိတယ်သိပြီရသေးကြီးကဟုတ်ပါပြီတော်ကြီးတဲ့နေတာငါသားလေးပြမဝိဟာရတရားနဲ့ဒီအကျင့်တရားတွေကိုကျင့်ပြီးငါနဲ့အတူပြမပြေလာပါစေတော့လို့ငွေပြီးတော့လာခဲ့မိမရောက်သွားပြီဒါတွေပြက်ပြီးတော်ကြီးတဲ့မို့ဘယ်ကမိမမှမတွေ့လောက်မလာလောက်မကြုံလောက်ဘူးလို့အောင်းမိတာဟုတ်ပါပြီငါသားဒီဒုက္ခဖြစ်ပြီးအကျင့်သီလတွေလည်းပြက်ကုန်ပြီထင်ရဲ့ကိုင်းပြောပါအောင်သားရဲ့ဖခင်ပြီးတော့လေသူ့မျက်နှာလေးကလည်းရွှေဆင်းကဲ့သို့ဝါဝင်းပြီးတော့လှတယ်ပြီးတော့လေသူ့ရင်ပတ်မှာလေငါတို့နဲ့မတူဖခင်ရဲ့ဘယ်တူကလေးကွာနည်းပေါ့ဖခင်ပြီးတော့သူ့မှာလေမျက်နှာလေးညှိုးငယ်စွာနဲ့ခေါ်ဒီကြောင်းသင်္ကန်းအတွင်းကိုရောက်လာတော့သင့်မျက်နှာမသာဘူးနေမကောင်းလို့လားလို့ငါလေးသူ့ကိုတနာလုံးလို့တစ်သီးလေးလည်းကျွေးတယ်ရေလည်းတိုက်တယ်နေရာလေးလည်းခင်းပေးတယ်ဖခင်ရဲ့အဲ့ဒီတော့သူကနေမကောင်းတဲ့အကြောင်းငါပြောပြရသေးပြလေတဲ့ငါမှအနာတစ်ခုရှိတယ်လို့ပြောတယ်ဖခင်ရဲ့နေပါဦးဘယ်လိုအနာတော့သူ့ကိုလေသူကဝန်တကောင်တွေ့လို့ခဲနဲ့ပြစ်လိုက်တော့ဝန်တကောင်ကရင်ပတ်ကိုပြေးတိုက်ပြီးကိုက်ဆွဲသွားလို့ဝန်ခိုင်းနာတစ်ခုပါတယ်တော်ချစ်သားလူမနေသလားအဲ့ဒါပရိယေနဲ့နော်ဟိုကပရိယေနဲ့နော်ဖခင်လူပဲဟုတ်မလဲရသေးပေါ့ရသေးတော့မင်းကအခုတည်းထိဒါကြောင့်ဖခင်ရသေးလေးပါပဲရသေးပြိုလေးပါပဲအဲ့ဒီရသေးပြိုလေးကသူ့ဝန်ငိုင်းကအကူခိုင်းလို့ငါဆေးကူလိုက်တယ်ဆေးကူပြီးတော့လေငါပြန်လို့မဆိုပြီးတော့သူပြန်သွားတာလိုက်အဖို့ဟောရေကန်ကြီးအနောက်ဖက်ကြတော့လက်ကလေးဖြန့်ငါနဲ့ငါကိုပြပြီးတော့နှုတ်ဆက်သွားတယ်ခေမာဆိုတဲ့မြစ်ကြီးရဲ့ကန်းစားမှာသူ့ရဲ့သင်္ကန်းကြောင်းရှိကြတဲ့ခမဲတော်ငါ့ကိုလိုက်ပို့ပါလားချစ်သားတရိထားလို့မင်းတွေ့လိုက်တာလေလူလည်းမဟုတ်ဘူးပြီးတော့ရသိလည်းမဟုတ်ဘူးခမဲတော့ရသိမဟုတ်လူမဟုတ်ရင်ဘာတော့ငါသူ့ကြည့်ရတာတော့လူတန်တန်ပါပဲဒါပေမဲ့လို့တို့နဲ့မတူသူခန္ဓာကိုယ်ကြည့်လိုက်တော့ခမဲတော်တို့နဲ့ဘာမှမတူဘူးဘယ်တူမလဲဟာမိမနဲ့တွေ့ပါပြီသီလရီပြက်ပါငါသားကြီးစံအပင်နေမရှိတော့ဘူးထင်ရဲ့သားလာစမ်းကြီးကိုခမဲတော်ကြည့်နော်မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့အရင်ကပွားများတဲ့ဇန်တရားတွေနဲ့ခမဲတော်ပြန်မယ်နော်ဟေးဒီမှာကြည့်ကောင်းငင်ပြန်ပြလိုက်သားလာလေလူလေးအရင်တော့ခမဲတော်နဲ့ကောင်းငင်ပြန်နေကြခမဲတော်ပြန်တက်လို့ရှိရင်မင်းလည်းပြန်တက်တယ်လာလေကောင်းငင်မှာဇန်နဲ့မြူးရအောင်ကစားရအောင်ပျော်ရအောင်ခမဲတော်
ငါလာမယ်ဆိုပြီးတော့ခုန်လိုက်တောင်းမမြင်ဘူးရဘူးဟောခမဲတော့ငါဇာနေမရှိတော့ဘူးငါဇာနေပြက်ပြီခမဲတော့ရင်ငါကောင်းရင်ကိုမတက်နိုင်တော့ဘူးဘယ်တက်နိုင်မလို့အဲ့ဒီဇာနေကိုပြက်အောင်လေမင်းထံရောက်လာတဲ့ရသေးပြူဆိုတာရသေးမဟုတ်ဘူးရသေးမဟုတ်ဘူးလူသားကိုလေဒီလိုဇံပြက်အောင်လုပ်ဖို့တယ်မကသင်ကိုစားနိုင်တဲ့ဘလူးမဒီဘလူးမကြီးကိုသင်ဆွဲလန်းပြီးတော့တန်ရောစဉ်ဖြစ်နေတဲ့ခြေသားတနေ့ငါမရှိတော့သင်ကိုလာပြီးတော့စားလိုက်မယ်ခြေသားအဲ့ဒါလူမဟုတ်ဘူးဘလူးခြေသားရဲ့လို့ပြောလိုက်တော့လန့်သွားတယ်ငါဆံဘာလို့ရှောတာတော့ရှောမှာပေါ့ငါမရှိတော့မထိတဲ့နာထိမတွေ့တဲ့နာတွေ့မပြောတဲ့နာပြောမရင်ပါတဲ့နာရင်ပါချစ်သားတရိထားလို့အဲ့ဒီဘလူးမာကိုမင်းနောက်ထဒီလိုမထိခြင်းနဲ့မကုစားခြင်းနဲ့ဒီဘလူးမာကိုနောက်တစ်ခါဒီလိုထိရင်တော့နောက်တစ်ခါဒီလိုထိရင်တော့နောက်ကစကားလေးပြောတော့မှဘာပွင့်မှာအေးမထိနဲ့ထိရင်မီးပွင့်မယ်ချစ်သားဒီဘလူးမကြီးကိုမင်းနောက်ထမထိခြင်းလဲဒီလိုဇန်နေရှောရုံနဲ့မကမင်းမထော်ထိမထိနဲ့တော့ထိဘာမီးတော့ဟဲ့ကံပြေးတာကြီးတဲ့တဲ့ဖြေစမ်းဘာမီးတော့ဒုဘာမီးတော့ဒုက္ခမီးတွေထပ်ပြီးတော့ခမည်းတော်ပွင့်ကျင်သလားမပွင့်ကျင်ဘူးလားမပွင့်ကျင်ပါဘူးဗျာမပွင့်ရင်မထိနဲ့လို့ထိရင်မီးပွင့်သွားလိမ့်မယ်ပြိဿအခုရသေးလေးမီးပွင့်မနေဘူးလားပြိဿပွင့်နေပါဗျာဘာမီးတွေတုံးပြိဿဒုက္ခမီးပါဗျာဒါကြောင့်ချစ်သားမင်းအဲ့ဒါဘလူးမာကြီးချစ်သားရဲ့ရသေးမဟုတ်ဘူးသူ့ကိုနောက်ထပ်မတွေ့ခြင်းနဲ့တွေ့ခြင်းရင်မင်းထိခြင်းလိမ့်မယ်မထိခြင်းနဲ့ချစ်သားရဲ့မထိနဲ့ထိရင်မင်းမီးပွင့်အောင်မှာပဲဘလူးမာကြီးတနေ့ကြတော့မင်းအသက်ကိုပါစားလိမ့်မကွယ်လို့လှဲ့ပြားပြီးတော့ပြောလိုက်တာဟောမေတ္တာကရုဏာမုရိဒဥပေက္ခဆိုတဲ့ဒီပြမစုတရား၄ပါးနဲ့ပြန်ပြီးကြင့်ကြံကြိုးကိုအားထုတ်လိုက်တာရသေးလေဇန်လေးပြန်ရပါတယ်ဗျာမရဘူးလားပြိဿကြီးရပါတယ်ဗျာပေးထားတဲ့နာမည်နဲ့တော့ကြိုက်သွားပါလားကြိုက်သွားပါဗျာနော်ဒါကြောင့်ခမည်းတော်တွေဒီကနေ့နာကြားရတဲ့တရားသည်အမတန်ကြမ်းတမ်းတာတွေတဲ့တဲ့ကြီးပြောရမှာဒီပါတော်လဲသွယ်ဝိုက်တဲ့နီးအဖြစ်ဒီလောက်ဒီတန်ကြမ်းတမ်းတာတွေတဲ့တဲ့ကြီးပြောရမှာဒီပါတော်လဲသွယ်ဝိုက်တဲ့နီးအဖြစ်ဒီလောက်ပြောရင်လည်းပဲကျုပ်အဖို့ခမ္မဒေါသသင့်တယ်လို့မအောင်မေ့ကြပါနဲ့တော့အရင်ကျေးဆုံးကျုပ်အများကြီးသုံးပြီးတော့တွေးလုံးလေးလောက်နဲ့ဟောခဲ့ကြပါတယ်ဘုရားကိုယ်တော်မြတ်ကြီးဟောသလောက်မဟောရဲပါဘူးတိတိကျကျများသိခြင်းရင်တော့ဖြင့်နိလိနိကဇတ်ကိုရှာပြီးကြည့်ကြပါအဲ့ဒီကဲတော့ဘုရားကိုယ်တော်မြတ်ကြီးကချစ်တာတင့်ကိုဒီဘဝမှာဒုက္ခပေးခဲ့သည်မဟုတ်ဟောနောက်ဘဝတုန်းကလည်းဒီမယားဟောင်းသည်တင့်ကိုဒီလိုဒုက္ခဖြစ်အောင်လုပ်ခဲ့ဘူးတဲ့จิตသားဟောနောက်ဘဝတုန်းကနိလိနိကသည်အခုသင်အားဖျားရောက်နေတဲ့မယားဟောင်းဖြစ်လာတယ်ဒေသနိလိနိကကဒီကျွတ်တို့ဘုရားလက်ထက်ဘာလာဖြစ်တုံးမျိုးမယားဟောင်းဘာလာဖြစ်တုံးမျိုးဟိုအိမ်ကြဒီနာမည်တွေမေးမယ်မင်းလိုက်ရအောင်မယ်ပြိဿကြီးရသေးလေးဖျားရောက်တာဘယ်သူတို့နိလိနိကာဗါတဲ့ပြိဿနိလိနိကာပါဗျာအိမ်ကြလွဲမယ်ဒီနာမည်နိလိနိကာရသေးလေးကဘယ်သူတဲ့တို့ဣတိသိင်္ဂရသေးလေးကဘယ်သူတဲ့တို့ဣတိသိင်္ဂပါဗျာဟိုကလေးမလေးကဘယ်သူတဲ့တို့
နိလိနိကာဒီကျွတ်တို့ဖျားလက်ထက်မှာမယဟောင်ဖြစ်လာသည်ဤတိသိင်္ဂရသေးလေးသည်ကျွတ်တို့ဖျားလက်ထက်မှာအခုလူထွက်ခြင်းနဲ့ယဟန်ဖြစ်လာသည်ဣတိသိင်္ဂရဲ့အဖေရသေးကြီးသည်ကျွတ်တို့မြတ်စွာဘုရားဖြစ်တော်မူလာသည်ပေါင်းမိဗလားပြိဿဇတ်တော်ပေါင်းပါဗျာအဲ့ဒါလို့ဇတ်တော်လည်းပေါင်းပါလေရောဒေသနာဝဇာနိသောတာပတ္တိဖလေပဋိဋ္ဌာဟိခုနကမယဟောဖျားရောက်လို့လူထွက်ခြင်းနဲ့ယဟန်သည်လူမစခန်းသို့ဆိုင်မြန်းရရှာလေတော့သည်ဒါကြောင့်တရားနာပိဋကမထိနဲ့ထိရင်မီးပွင့်သွားမယ်ဆိုတဲ့စကားသည်နာမည်ပဲဆန်းတော်လဲပိဋကကြီးအတွက်သင်္ကန်းစာအပြည့်အဝရပါသဖြင့်ဩတို့လူပြည်ကြီးရောက်လာနိဗ္ဗာန်ရောက်ကြောင်းတရားတွေအားထုတ်တယ်တို့မရဘူးဘယ်ရမလဲတို့အထိရတာကိုထိလို့တို့မီးတွေပွင့်နေတာကိုလို့တဲ့တဲ့ကြီးမြင်စေချင်တာဗျာဒီကနေ့မြင်ကောမြင်ရလားပြိဿမြင်ပါရဲ့ဗျာအဲ့ဒီဒုက္ခမီးတွေပွင့်နေတာဘာဖြစ်လို့လဲဆိုရင်ထိလို့မထိရင်ဒီဒုက္ခမီးတွေပွင့်မှာမလားပြိဿပွင့်ပါဗျာကဲတဲ့တဲ့ကြီးထပ်မေးလိုက်ရအောင်ပြိဿကြီးဒီမီးတွေကိုခမည်းတော်ဒုက္ခမီးတွေကလွတ်ချင်သလားပွင့်ညင်သလားလွတ်ချင်ရင်ထိနေရမှာလားမထိအောင်ရှောင်ပြေးရမှာလားမထိအောင်ရှောင်ပြေးရပါဗျာဒါဖြင့်ဒုက္ခလွတ်ချင်တဲ့လူတွေဆိုတော့ရှောင်ပြေးခြင်းစိတ်လေးများဒီတရားနာရတော့ပေါက်ပလားပိဋကဟုတ်ပါဗျာပြီးတယ်ငါသိပြီတာနော်ပြေးရမှာအလွန်ကြောက်နေတယ်ရှောင်ရမှာကိုသောတော်တော်ကဖြေးလာလိုက်တာအတက်ဒါကြတော့မှအပန်ရှော့ကြသွားပိဋကကြီးရှောင်ပြေးခြင်းစိတ်လေးမြန်ပေါက်ပလားပေါက်ပါရဲ့ဗျာဘယ်နည်းလောက်ကစပြေးမဟုတ်ဘူးလေတာလူလေးပါလေးတခုံးတော့ခေါ်ထားရဒါကြောင့်ရှောင်ကြပါရှောင်စေခြင်းလုံးလို့မထိနဲ့ထိရင်မီးပွင့်သွားမယ်ဆိုတဲ့စကားဆန်းနဲ့ဟောတော်လဲခမည်းတော်အတွက်တကယ်သင်္ကန်းစာယူနိုင်တဲ့ဇတ်တော်ကြီးသည်ဒီကနေ့နှိဋ္ဌိတန်းသွားပါတယ်ဗျာပြန်ပါလေတော့ပြန်ကြစေကုန်သတည်း